ကျွန်တော်လူသားတွေအင်မတန်အတိညာမိမားမယ်ဆိုလူတွေကိုယောက်ျားလို့ယောက်ျားမှာမိန်းမကိုမိန်းမမှာမတည်ဘူးမိန်းမအချင်းချင်းအိမ်တော်ပြူတာယောက်ျားချင်းအိမ်တော်ပြူတာယောက်ျားကလည်းယောက်ျားကိုမင်းကငါတိတ်ချစ်တာပဲမင်းနဲ့ငါအိမ်တော်ပြူပြစေမင်းနဲ့ငါအတူနေပဲမင်းကငါတက်တက်လို့ချွေးမယ်အဲ့လိုရည်စားစကားပြောတာမိန်းမကလည်းမိန်းမနော်ယောက်ျားတွေမိန်းမကိုပြန်ရည်စားစကားပြောမင်းကိုတက်တက်လို့အခုမြစ်ချနာမလဲအများကြီးအောက်ပိုင်းလို့ပြောမနေနိုင်ငံခြားပြောမနေနဲ့နော်အများကြီးလက်ထမင်္ဂလာပွဲတောင်လုံးလိုက်တယ်ဗျာမိမအချင်းချင်းအိမ်တော်ပြူတာကဲဘယ်လိုဒီယူစရာကောင်းတယ်ဖယားရဲ့ဟောတော်မယ်တရားလို့ဆိုအင်မတန်ယူရှာပွဲတော့ကောင်းတဲ့အရာတွေတိတဲ့ဆိုးလာရှိသေးတယ်တာအရင်ကိုယ်တိုင်အမေကိုရည်စားစကားပြောတာအမေတဲ့နော်အင်တာဗျူးပြုတာနော်ဒီအင်တာဗျူးပြုတဲ့ခါမှာနော်ဒီတရင်တစ်ပိုင်းအင်တာဗျူးတဲ့ခါမှာသူ့အမေတဲ့ခါမှာတစ်ဖက်ကနေအမေလိုမြင်တယ်တဲ့တစ်ဖက်ကနေအမျိုးသမီးတယောက်လိုပဲမြင်တယ်သူ့တာနဲ့သူ့အမေနဲ့ရုပ်နဲ့တပုံစံနဲ့ပဲတရုပ်တွေပဲသူ့အမေကိုအိမ်တော်ပြုတ်ဖို့သူ့အမေလည်းအရွယ်ရမ်းတင်တာအရွယ်အိမ်တော်ပြုတ်နေရည်စားစကားပြောတာကဲကြည့်တားကိုနဲ့အမေကိုအခုလူတွေရဲ့အခြေအနေအကျင့်စက်တွေစိုးတဲ့ဆိုးသွားပြီတနေ့ပြီးတဲ့ပို့ဆိုးလာနေတာအင်မတန်အဆက်တရားရှိတဲ့လူသားတွေတနေ့ပြီးတဲ့အဆက်တရားမရှိတော့ဘူးအခုတရင်ကြည့်လို့တီးလိုက်မယ်အပြိုလူပြိုတဲ့တကောလုံးအင်ကြီးဘောင်းပြအကောချွတ်ပမမျိုးလေကောင်းပါတယ်တုံလုံးဒီအရန်တွားလိုက်ကြတာအခုအနောက်တိုင်းမှာဒီအသားခစ်စားတာသူတို့ကတော့တလမှာနေရအချိန်ပေးတာအဲ့ကမှအိုဒီရောလူအိုဒီရောအပြိုလူပြိုတဲ့အကုန်လုံးအင်ဂျီဘောင်းပြအကုန်ချွတ်မှမျိုးလေကောင်မအုပ်စုလိုက်သွားကြတာတန်လန်းတကယ်ပြောတာအခုတော်တော်လုံခဲ့တဲ့ပတ်ကနော်မဖို့ဆိုတဲ့ပွဲတော်လုပ်တာဘာလို့လဲဒီလားလူတွေတောင်းချီပါရှိတာအားလုံးကိုတုံးလုံးကြီးပဲရှက်ကိုအရှက်မှာဒီတရေဆန်ကမှာအရှက်မတိတတ်တာလေအဝတရေဆန်နဲ့ဆိုးလားမဆိုးလားအင်မတန်အောက်တော့မြင်မားပါတယ်ဆိုရင်လူသားတွေနော်အရှက်တရားမှမတိတော့ဘူးတရေဆန်တွေကိုကျတော့ခွေးတွေတော့အင်ဂျီအတကောဝတ်ပေးတာလူကျတော့အင်ဂျီဝတ်ချင်လားမဝတ်ချင်တော့ဘူးပေါ်တဲ့ပေါ်နေအောင်ပေါ်အဲ့လိုပဲဝတ်ချင်တာအခုမြန်မာပြည်မှာလေးချစ်တော်ခေးစားလားသူ့တဘောကြလားမကြောက်လားအဲ့ဒီမိနစ်တဘောကြလားမကြောက်လားကြလားဘာမှမပါတဲ့အတိုင်းပဲအဲ့ဒါမကောင်းမှသိလားမသိဘူးလားပုံမကြည့်ချင်ဘူးလားယောက်ျားကိုကြည့်မှာချီဦးတော့တင်မားနဲ့အကုန်ပေါ်လေမဖြစ်မနေရပဲဖုံးထားတာအကုန်ပေါ်ကြည့်ပါလားရှင်းလို့ရှင်းမှာတီဘူးအခုတူလို့နောက်လိုက်လူတွေအများကြီးထွက်လာနေပြီဟုတ်လားမဟုတ်လားနောက်လိုက်လူတွေအများကြီးထွက်လာနေပြီကဲကြည့်ဦးဒီနေ့ကပ္ပမြေကြီးရဲ့လူရဲ့အကျင့်စက်ကြီးသရေဆန်နဲ့ဆိုးနေပြီနော်ဆိုးနေပြီတထေးတမီးကြီးတထေးကြွေတွေတန်းကြွေထေးမတွေမင်္ဂလာဆောင်တာလူနဲ့မဟုတ်ဘူးသရေဆန်နဲ့မင်္ဂလာဆောင်တာတော်ခရိယာတော့မဟုတ်ဘူးဒါပေမဲ့ခရိယာတွေတချို့မင်္ဂလာဆောင်တဲ့အခါမှာပြင်လို့တီးတာကိုတန်ဆိုတီလုံးဒီတန်ပြန်ပြီးတဲ့အခါမှာတီးတဲ့အခါမှာတဒိုးတီးပြီးတဲ့ဒိုးနဲ့လက်ဒီချေးပြီးမှပြပြချင်းထွက်လာပြိတ္တတွေအားလုံးမတရားမှကြိုးဆိုကြတာအဲ့နဲ့တန်စလေးတီးရောအဲ့ဒါ BBC တွေကြော်ညာလည်းပြီးတာဒီနေ့စာ7နဲ့ဒီနေ့စာမှလည်းပါခဲ့ရပါတန်ဆိုတီလုံးလေးတီးထွက်ရောအဆောင်နဲ့ထွက်လာတွဲပြီးထွက်လာတာခွေးကြီးတစ်ကောင်တူတယောက်တည်းမဟုတ်ဘူးအများကြီးတမ်းမမဟုတ်လေတထင်းတော့တထင်းမ
ပတ်စံနဲ့အမြတ်ကြီးကုန်ခါမိမအဲ့လိုမိကလာဆောင်းတာကဲချီယိုကိုလူလို့လူမှန်းလည်းမသိတော့ကဲခွေးတဲ့အိမ်ထောင်ပြီလားအများကြီးရှိတာမရှိဘူးလားရှိတယ်